မိမိကြိုက်နေတဲ့ရာ browser ကိုတော့ဝင်လိုက်ပါဝင်ပြီးတော့ရင် Ubuntu download ဆိုပြီးတော့ရိုက်ရှာလိုက်ပါအဲ့မှာကျွန်တော်တို့တွေ့တဲ့ဟာ get Ubuntu download ဆိုတဲ့ဟာကိုနှိပ်လိုက်ပါအဲ့မှာအပေါ်မှာ desktop server core cloud ဆိုပြီးရှိပါတယ်အဲ့မှာ server ကိုနှိပ်လိုက်ပါပြီးတော့ရင်အဲ့မှာ download 34.0 4.3 LTS ဆိုတဲ့ဟာကို download ဆွဲလိုက်ပါ download ဆွဲတဲ့ဟာတော့နည်းနည်းစောင့်အောင်ပါမယ်ကြာနည်းနည်းရောကြာပါတယ်အဲ့မှာ download ဆွဲပြီးသွားပြီဆိုရင်ကိုယ့်ရဲ့အဲ့ဒီဆွဲထားတဲ့ file ကိုကျွန်တော်ကတော့အဲ့ဒီ download မဆွဲခင်ကတည်းက folder အသစ်တစ်ခုဆောက်ထားပါတယ်ဗျဟုတ်ဘယ်မှာပဲဖြစ်ဖြစ်ဆောက်လို့ရပါတယ်ကိုကြိုက်တဲ့ကိုဘာသာဘယ်မှာပဲဖြစ်ဖြစ် C မှာပဲဖြစ်ဖြစ် D မှာပဲဖြစ်ဖြစ်ကြိုက်တဲ့ hard disk တိုင်းမှာဆောက်လို့ရပါတယ်မှာ Ubuntu ဆိုပြီးတော့ကျွန်တော်ကတော့တက်ခွဲပြီးတော့ဆောက်ထားပါတယ်ဟုတ်ကျွန်တော်ကတော့အဲ့ဒီ Oracle VirtualBox ကိုသုံးတယ်ခင်ဗျမိတ်ဆွေတို့ကတော့ VMware လေးသုံးလို့ရတယ်လို့ဒီ Oracle VirtualBox ကိုလည်းသုံးလို့ရပါတယ်ခင်ဗျဒါကတော့လွယ်ပါတယ်Google တို့ကြိုက်တဲ့ browser မှာ Oracle VirtualBox ဆိုပဲရိုက်ရှာပြီးတော့ဆွဲလိုက်ရုံပါပဲပြီးတော့ကျွန်တော်တို့အရင်တော့ application တွေကျွန်တော်တို့ software တွေ setup လုပ်တယ်လို့မျိုးပဲလုပ်ပြီးလုပ်ရုံပါပဲအဆင့်ကအဲ့မှာပြီးွားရင်ကျွန်တော်တို့အဲ့မှာ name နေရာမှာကိုပေးချင်တဲ့ name ကိုပေးလို့ရပါတယ်အဲ့မှာ ISO image ဆိုတာကျတော့ကျွန်တော်တို့ခုနကတော့ download ဆွဲထားတဲ့ server image ကိုထည့်ပေးရမှာပါပြီးွားရင်အဲ့ဒီ folder ပေါ့အဲ့ဒီ folder မှာကျတော့ကျွန်တော်တို့ဒီ server ကို setup လုပ်ပြီးဆိုတာနဲ့အဲ့မှာထွက်လာမဲ့ file တွေ data တွေအချက်အလက်တွေအားလုံးကိုကျွန်တော်တို့ဘယ် folder ထဲမှာသိမ်းမလဲဆိုတာကိုထည့်ပေးရတာပါခင်ဗျကျွန်တော်ကတော့ခုနကတော့ create လုပ်ထားတဲ့ folder ထဲမှာပဲတော့တင်ထားပါတယ်ခင်ဗျဟုတ်ဒါကကြတော့ usernameဆိုတာကကိုယ့်ရဲ့အဲ့ဒီ server ထဲမှာကိုမြင်ရမယ့် username ပါအဲ့မှာကိုပေးလိုက်မဲ့ username ကကိုယ့်ရဲ့ server ကိုယ့်ရဲ့ terminal မှာပေါ့ terminal မှာမြင်ရမှာပါခင်ဗျာအဲ့မှာဒါ password ကလည်းအဲ့တိုင်းပါပဲကိုသုံးရမယ့် password ပါ login ဝင်ရမယ့် username နဲ့ password ပေါ့ဒါကတော့host name ဆိုကြတဲ့ကဒီ server ရဲ့ host name ပေါ့အောက်ကတော့ domain name ဒါပေမဲ့ဒီကောင်လေးက additional ပေါ့ additional option အနေနဲ့ပဲပါတယ်ဒီကောင်ကျတော့ base memory ကျွန်တော်ကတော့ 1GB လောက်တော့ထားတယ်ဗျမိတ်ဆွေတို့ကတော့ကိုကြိုက်တယ်လို့ပေါ့ကိုယ့်ရဲ့ဆက်ရဲ့ performance အလိုက်ကြည့်ပြီးတော့ထားလို့ရပါတယ်အောက်ကဟာတော့ CPU ကတော့အဲ့တိုင်းပဲကိုယ့်ဆက်နဲ့ကြည့်ပြီးတော့နိုင်လားမနိုင်လားဆိုတာကြည့်ပြီးတော့ထားတင်ပါတယ်ဒါပေမဲ့အနည်းဆုံးကတော့2 CPU လောက်တော့ထားတင်ပါတယ်2 core လောက်တော့ပေးကျွေးတင်ပါတယ်အောက်ကဟာတော့အဲ့တိုင်းပဲ hard disk ကရောကိုကဘယ်လောက်ပေးမလဲဒါပေမဲ့ကျွန်တော်ကတော့ server တစ်လုံးလောက်လုံးမယ်ဆိုရင်တော့အနည်းဆုံး20လောက်တော့ပေးစီချင်ပါ20သို့မဟုတ်10လောက်တော့အနည်းဆုံးပေးစီချင်ပါတယ် GB ပြီးသွားပြီဆိုရင်မိတ်ဆွေတို့အဲ့အလေးကို click လေးနှစ်ချက်လောက်နှိပ်လိုက်အောင်ပါပဲသူပါတာသူဆက်ပြီးတော့ run ပါပါကိုကတော့အဲ့ run အောင်နည်းနည်းဆောင်ပေးရပါပါအဲ့ဒီမှာအပေါ်ဆုံးကတွေ့ချင်းဟာကိုပဲ enter ခေါက်လိုက်ပါserver ကနည်းနည်း setup လုပ်တာတော့နည်းနည်းကြာပါတယ်သူလိုအပ်တဲ့ package တွေ download ဆွဲတာပဲဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ setup လုပ်တာတော့ကြာပါတယ်တော်တော်ကြာပါတယ်ဒါလည်းကိုယ့်ရဲ့ set performance ပေါ်မူတည်ပြီးတော့နိုင်ဝယ်လဲကြာနေလို့တနားကြီးလဲကြာနေပါတယ်ကျွန်တော်တို့ဒီ virtual box ကိုသုံးရခြင်းကတော့အရင်အကျိုးရှိပါတယ်ကျွန်တော်တို့တခုခု error ဖြစ်တာတော့ဘာလို့ဆိုရင်ကိုယ့်ရဲ့ main OS ကိုလာပြီးတော့မထိပါဘူး virtual box မှာပဲဖြစ်တာပါပြီးတော့ရင်ကိုကဖြတ်မယ်ဆိုရင်လည်းကလေးတစ်ချက်နဲ့ဖြတ်နိုင်လို့ရပါတယ်အကောလုံးဒါကျွန်တော်တို့ကဘာနီးပညာကိုသုံးနိုင်လို့ပြောတဲ့ခါကျရင်ကျွန်တော်တို့ဒါ virtualization နီးပညာကိုသုံးခြင်းပဲဖြစ်ပါတယ်ကျွန်တော်အပြင်မှာလေးလက်တွေ့မှာလေးအဲတိုင်းပါပဲကျွန်တော်တို့ virtual box တို့ VMware တို့ဆိုတာ software တက်ပါပဲဒီကောင်တွေကို setup လုပ်လို့ရအောင် train ပေးထားတဲ့ software တွေပေါ့ဟုတ်အဲ့လိုမျိုးနားလည်ထားလို့ရပါတယ်
ဟုတ်ကဲ့ပါမိတ်ဆွေတို့အဲ့ဒါအကုန်လုံး setup လုပ်တာစောင့်ပြီးပါပြီဆိုတော့နော်ဒီလိုပေါ်လာပါလိမ့်မယ်အဲ့ခါကျရင်ကိုခုနတုန်းက user name နဲ့ passport login ဝင်တယ်လို့ပြောပဲကျွန်တော်ပြောထားတဲ့အတိုင်းပဲရိုက်လိုက်ပါဟောတခုတတိချာမှာက passport ကိုရိုက်တဲ့ခါကျရင်ဘယ်တော့မှ passport ကိုရိုက်တဲ့စကားလုံးတွေကပုံမှာမဟုတ်ပါဘူးအဲ့လိုမျိုးအပြောက်တိုင်းကြီးပဲရိုက်ရမှာပါဒါပေမဲ့ကိုပါတာမှန်ကန်အောင်စကားလုံးကိုနှိပ်ပြီးတော့ရိုက်လိုက်ပါအဲ့ဒါဆိုရင်ရသွားပါလိမ့်မယ်ကျွန်တော်အခုရေးနေတဲ့အဲ့ဒီ comment line ကစကားလုံး font ကြီးအောင်လုပ်စေခြင်းလို့ပါစကားလုံး font ချင်းခြင်းလို့ပါတော်တော်ကြီး font ကတော်တော်ကြီးကို size ကသေးနေလို့ပါအဲ့ဒါကြောင့်မို့လို့မိတ်ဆွေတို့ဆက်မှာလေစကားလုံး font size ကသေးနေရဆိုရင်ဒီ comment line ကိုရိုက်လိုက်လို့ရပါတယ်ရိုက်ပြီးပါရင်ဆိုရင်ပေါ်တဲ့အတိုင်းပဲကျွန်တော်လုပ်ပြထားတဲ့လိုမျိုးပဲအကောလုံးကို enter ခေါ်လို့ရပါတယ်ကျွန်တော်ပြထားတဲ့တစ်စိမ်ချင်းစီတိုင်းကိုပဲ enter ခေါ်လိုက်ပါကျွန်တော်ဒီဗီဒီယိုမှာတော့ site ကိုနှစ် site စလုံးပြထားပါတယ်ကိုအဆင်ပြေမဲ့ site ကိုရွေးလို့ရပါတယ်နှစ် site စလုံးပြထားပေမဲ့သူ့ရှိမှာပေးထားတဲ့ site တွေကတော့အများကြီးပါပဲကိုကြိုက်တဲ့ site ကိုရွေးပြီးတော့ကိုရဲ့မျက်လုံးကိုခြေနေပေါ်ကြည့်ပြီးတော့ကိုဘယ်ဟာပိုကြည့်လို့ကောင်းလဲဆိုတာကိုရွေးလို့ရပါတယ်ဒါတော့ကျွန်တော်လုပ်တဲ့အတိုင်းပဲ setup လိုက်လုပ်လိုက်ပါ keyboard ပေါ်က arrow မြားလေးတွေကိုသုံးပြီးတော့ setup လိုက်လုပ်လိုက်ပါအခုဆိုရင်ကျွန်တော်လုပ်မဲ့ font size ကနည်းနည်းလေးကြီးသွားမယ်ပေါ့ဗျာ3စားလောက်တော့ကြီးသွားမယ် font size လေးပါကျွန်တော်ကတော့အဲ့ font size ပေးပါတယ်အဲ့မှာမိတ်ဆွေတို့ကြိုက်တဲ့ကိုအဆင်ပြေမဲ့ font size ကိုရွေးလို့ရပါတယ်ပြောရင်ကိုကအဆင်မပြေဘူးမလားအဲ့ဒီ comment ကိုပဲနောက်တစ်ခါပြန်ပြီးတော့ပြန်ဆန်းလို့ရပါတယ်ကိုမျက်စိနဲ့အဆင်ပြေမဲ့ font size ကိုပြောရရင်သူကအဲ့လိုမျိုးပေါ်လာပါတယ်အောက်လေးမှာပဲ loading ဖြစ်နေပါတယ်အဲ့ loading ဖြစ်နေတာကိုကိုကဘာမှနှိပ်စရာမလိုပါဘူးဒီတိုင်းဆောင်ပြီးတော့မှာပဲကျွန်တော်အဲ့မှာ clear ဆိုတာကျွန်တော်ကိုကမှားပြီးတော့နှိပ်မိလို့ဖြစ်တာပါဘာမှမဖြစ်ပါဘူးဘာပဲနှိပ်ဟုတ်ကဲ့ပါအဲ့ဒီမှာကျွန်တော်တို့ရဲ့ font size ကနည်းနည်းလေးကြီးလာပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော် font size ကကြီးရတာကျွန်တော်မျက်လုံးနည်းနည်းအဆင်မပြေသေးဘူးခင်ဗျအဲ့ဒါကြောင့်မို့လို့ကျွန်တော်အဲ့ဒီ font size ထက်ကြီးတဲ့ font size ကိုထပ်ပြီးတော့ပြောင်းလိုက်ပါတယ်အဲ့မှာမှနည်းနည်းအဆင်ပြေသွားလို့ပါမိတ်ဆွေတို့လည်းအဲ့တိုင်းပဲဆန်းကြည့်ပါ font size ကိုတစ်ခုနဲ့ကိုကဘာဖြစ်လို့ဆိုတော့မမြင်ရဘူးဗျာ size ကလည်းနည်းနည်းခံမှန်းလို့မရတဲ့အတွက်ကြောင့်မို့လို့ကိုပါတာစမ်းစစ်ကြည့်ပါကိုမျက်စိနဲ့အဆင်ပြေမဲ့ font size မျိုးခုနကတော့အတိုင်းပါပဲပုံစံတွေကတော့နောက်ဆုံး font size ရွေးရဲ့နေရာမှာလေးမှာပဲနည်းနည်းကွာသွားတာပါဟုတ်ကဲ့ပါခင်ဗျဒီဗီဒီယိုကိုကြည့်ပြီးတော့စာပါတစ်လုံးကိုအဆင်ပြေပြေနဲ့ setup လုပ်သွားနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ